ဒီနေ့ဗီဒီယိုလေးမှာတော့ Rose ကကလေးတွေအတွက်အာဟာရရှိတဲ့ကြက်ဥပစွန်နဲ့ဝါဥကြာစံတို့ပါဝင်တဲ့ creamy omelette shrimp လေးကိုချက်ပေးဖြစ်ပါတယ်ရှင်။အိုးလေးကိုစီလေးဖြန်းပြီးပစွန်ကိုကောင်ကွေးသွားအောင်ပူပေးပါမယ်။ပြီးရင်တော့ခဏလေးဖယ်ထားလိုက်ပြီးဝါဥကြာစံကိုပဲငံပြားရည်နဲ့ကြက်သားမုတ်တို့ထည့်ပြီးနူးအောင်ပြုတ်ပေးပါမယ်ရှင်။ဒါဇန်လေးနူးလာတာနဲ့အသင့်ခောက်ထားတဲ့ကြက်ဥလေးလုံးကိုထည့်ပြီးစောစောကကွေးထားတဲ့ပစွန်လေးတွေကိုထည့်လိုက်ပါမယ်။ကြက်ဥလေးတွေခြောက်ပြီးကျက်သွားပြီဆိုတာနဲ့ကျက်သွန်မိတ်ကလေးဖြူငရုတ်ကောက်မှုလေးဖြူပြီးတာနဲ့အာဟာရပြည့်ဝတဲ့ creamy omelette shrimp လေးရပါပြီရှင်။ဒီဟင်းတစ်ပွဲလုံးကိုမှ455ကယ်လိုရီပဲပါဝင်တာဖြစ်လို့ဝေးချနေတဲ့သူတွေ calorie deficit လုပ်နေတဲ့သူတွေအတွက်အထူးသင့်လျော်တဲ့ဟင်းတစ်ခွက်လည်းဖြစ်ပါတယ်ရှင်။